ဟုတ်ကဲ့မင်္ဂလာပါတငယ်ချင်းတို့ဒီတစ်ခါမှာတော့တကုံးမသစင်ဦးကိုကိုစီဘလို့တဲဆော်ထားလဲဆိုတာတငယ်ချင်းတို့တခြားလေးနားထောင်ကြည့်သွားရင်ဒီလိမ့်မယ်နော်မွေးဖြစ်တဲ့ကိုစီကိုလည်း credit ပေးပါရင်နော်ကျွန်တော်တို့အတူတူနားထောင်ကြည့်ကြအောင်နော်တငယ်ချင်းတို့ခုလည်းတမသစင်ဦးအားလုံးသိပါတယ်နော်မီဒီယာအမိခံပြီးတော့အကြမ်းဖက်အားပေးမီဒီညာလုပ်နေတဲ့သစင်ဦးဘာဖြစ်လို့လဲမနေ့ကကျွန်တော်ရုပ်တံတစ်ခုတင်လိုက်တာအားလုံးတွေ့မှာပါမင်းအောင်နိုင်ဘက်မှာမီဒီယာမရှိဘူးနော်အကြမ်းဖက်ဝါဒမှိုင်းတိုက်နေတဲ့အဆင့်မရှိဘူးမီဒီယာမန်တိုင်းဆိုတာဘယ်လိုရက်တည်ရတယ်ဘယ်လိုစီးကမ်းနေဆိုတာကျွန်တော်မနေ့ကပြောခဲ့ပြီးပါပြီအဲ့တော့မီဒီယာစီးကမ်းနဲ့တိုက်လိုက်မယ်ဆိုရင်သစင်ဦးတို့ကြော်မျိုးမင်းတို့ကြော်စိုးတို့တိုက်ရောက်မှမီဒီယာမဟုတ်ဘူးဒါပေမဲ့တို့တော့မီဒီယာပေါ့အခုလည်းသစင်ဦးဘာပြောထားလဲတစ်ချက်နှောင်းကြည့်ပါလမ်းခင်းနေတာနင်တို့ဘဝတွေနဲ့ရင်းပြီးလမ်းခင်းနေအဲ့လိုနားလေလားနင်တို့တွေများများသိဟုတ်တယ်လေတကယ်ဘဝနဲ့ရင်းရတာပေါ့တော်ထဲမှာတိုက်နေတဲ့သူကလည်းဘယ်ချိန်သေမယ်မှမသိပဲနဲ့ခန္ဓာကိုယ်ကြီးဘဝကြီးရင်းပြီးလမ်းခင်းတယ်နော်နိုင်ငံခြားရက်ချမ်းမှာထောက်ဖို့လုပ်တဲ့သူတွေကဘယ်နိုင်ငံအစိုးရငါတို့ဖမ်းမလဲအာဏာပိုင်တွေကငါတို့ဖမ်းမလဲအဲ့ဓာတ်ထဲမှာကုတ်ကပ်ပြီးတော့ရအောင်လုပ်ဘဝနဲ့လမ်းခင်းတာမှန်တယ်အဲ့ဒါမှန်တယ်ငါတို့ကမှန်တယ်လို့ဆိုရင်ထောက်ခံတယ်သိလားလက်ခုပ်တီးတယ်ဘယ်သူပဲဖြစ်ရန်သူပဲဖြစ်မိတ်ဆွေပဲဖြစ်မှန်တာကိုပြောရင်လက်ခုပ်တီးပေးတယ်လေသူတို့ကပိုပြီးဝမ်းတာလေဘာလို့ဆိုပုံမှန်သူတို့ကနင်တို့သေးလေဟိုမှာသူတို့တော့ကအလူခံကောင်းနေပဲအဲ့ဒါတော့ကျွန်တော်သိနားမလဲအောက်က PDF တွေတေးတာလေအလူခံကောင်းနေဆိုဟုတ်လားတေးလို့ရှိရင်ပတ်စံပို့ထဲကြတာကျွန်တော်နားမလဲလို့ပါတကယ်ပြောတာသူဘလို့တီးလဲတော့မတီးဘူးကထပ်ပါအဲ့ဆိုခုဖမ်းခံရရင်ဒီလိုပဲဖမ်းခံမယ်ထောင်ချရင်ဒီလိုပဲထောင်ချမယ်ဟိုကအစိုးရအသေးတာပေးရင်ဒီလိုပဲတေးရမှာသူတို့ကတေးမှာမဟုတ်ဘူးသူတို့နိုင်ငံခြားမှာအကောင်ကပြေးပြီးကောင်းစားတယ်သူတို့ကနင်တို့ကိုလိုင်းမော်ကနေပဲမြှောက်ပေးနေတာလိုင်းမော်ကနေပဲနင်တို့ကိုခိုင်းစားနေတာအဲ့တော့နင်တို့ကအဟုတ်ကြီးမှတ်ပြီးလိုက်လုပ်တယ်အဲ့ဒါတော့နည်းနည်းလွဲသွားလိုက်တာလို့ကကျွန်တော်နှစ်ဖက်ရှင်ပြမယ်ဗျာကျွန်တော်တော်လှန်ရေးဘက်မှာ online တုံးတယ်ဒီပရောက်တယ်ဒီပရောက်တွေဟာအဲ့ဒီတော်လှန်ရေးရဲဘော်တွေအတွက်အလူငွေထဲတဲ့သူတွေထဲတယ်ထောက်ဖို့လုပ်တဲ့သူတွေလုပ်တယ်ဟုတ်တယ်နော်လိုင်းပေါ်ကနေမြှောက်ပေးတဲ့လူရှိလားမရှိဘူးဟုတ်တယ်လေဟာထောက်ဖို့လုပ်တာအခုဆိုပို့ဆိုးတယ်နိုင်ငံတကာထိုင်းလိုနိုင်ငံမျိုးဆိုရင်ဒါမင်းအောင်စစ်ကောင်စီနဲ့လည်းကုလူဆက်ဆံလုပ်နေတာအန်ရရှိတဲ့နေရာဟုတ်တယ်မလားအဲ့လိုနေရာမျိုးမှာတော်လှန်ရေးအတွက်ဆိုရင်ငွေတွေထည့်ကြတယ်ရန်မငွေပွဲတွေလုပ်ကြတယ်ထောက်ဖို့တွေလုပ်ကြတယ်အဲ့ဒါမြှောက်ပေးုံတက်တဲ့ပုံသူတို့လည်းအခက်မတင်စွပ်ပုတ်ခံထိလို့ရတယ်လေဟုတ်တယ်မလားPDF တွေကလည်းသူတို့တောင်းပြီးသူတို့တိုက်တယ်ဒါပေမဲ့အဲ့ဒါဆိုသူတို့ကျွန်တော်တို့ဘက်ကိုအဲ့လိုပြောတယ်ဆိုရင်သူတို့ဘက်ကိုကျွန်တော်ပြန်ကြည့်မယ်စစ်သားတွေရဲတွေအသေးခံတိုက်နေကြတယ် PDF တွေအသေးခံတိုက်နေကြညီညလေးတဲ့ဟုတ်တယ်နော်တဲ့အဲ့စစ်သားတွေရဲတွေကိုထောက်ခံတဲ့ဘောမတွေကျွန်တော်တို့လိုမျိုးတော်လန်ရေးဘက်ကတော်လန်ပြည်သူလိုမျိုးထောက်ဖို့လုပ်ပေးတဲ့လူမျိုးရှိတာဒဇင်ဦးထောက်ဖို့လုပ်ပေးတာကြော်မျိုးမင်းထောက်ဖို့လုပ်ပေးတာကြော်စိုးဦးထောက်ဖို့လုပ်ပေးတာဒါဆိုထောက်ဖို့မလုပ်ရင်တလားဘလောက်နဲ့သူတို့ချွေးနေစာနဲ့စစ်သားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးလာသူတို့ဘာကူညီပေးတယ်ဒဏ်ရာရသွားတဲ့စစ်သားတွေတော်လိုင်းဘက်မှာဆိုဒဏ်ရာရသွားတဲ့စစ်သားတွေအတွက်ကျန်းမာရေးစိတ်ဟောက်တွေထားတယ်အဲ့ဒီမှာတွားပြီးကျွန်တော်တို့ဆိုတာလှန့်စင်တွေထောက်ပံ့တယ်တခြားပြည်သူတွေဆိုလဲစားမဲ့ရိတ်ခါတွေထောက်ပံ့ကြတယ်သူတို့ဘက်မှာဒဏ်ရာရသွားတဲ့စစ်ခွေးတွေကိုဒဇင်ဦးတို့ကျော်စိုးဦးတို့ကျော်မျိုးမင်းတို့တော့ထောက်ပံ့ဘူးလားကူညီဘူးလားလှန့်စင်ပုံမှန်ကြည့်ရှုဘူးလားသူတို့ဘယ်သူကမြောက်ပေးတာလဲအဲ့ဒါလူတယောက်ကအဲ့ဒါပဲသူများလက်ညှိုးတစ်ချက်ထိုးမယ်ဆိုရင်ကိုအောက်မှာဘယ်နှချောင်းထိုးလဲအရင်ပြန်ကြည့်သူများစောက်ပြစ်ပြီးပြောတတ်တဲ့လူကကိုစောက်ပြစ်ကောမရှိဘူးလားဆိုတာလည်းစဉ်းစားကြည့်ဟုတ်တယ်မလားကျွန်တော်ပြောတာမှားလာခဲ့တော်နိုင်ဘက်မှာ PDF တွေတိုက်နေတယ်အတေခံပြီးတော့မြောက်ပေးလို့ဖြစ်မမြောက်ပေးလို့ဖြစ်စစ်သားတွေတိုက်နေတယ်အတေခံပြီးတော့သူတို့နှစ်ယောက်ကတော့သူတို့နှစ်ပွဲတော့ညီမျှသွားပြီဒါဆိုရင်ထောက်ခံတဲ့လူတွေ PDF တွေထောက်ခံတဲ့လူတွေကထောက်ဖို့လုပ်တယ်ကိုချွေးနေစာနဲ့ကိုထောက်ပံ့တယ်မျိုးစုံလုပ်နေကြတယ်စစ်တပ်ကိုထောက်ခံတဲ့ကောင်တွေဘောမတယ်ဘယ်သူထောက်ဖို့လုပ်ဘယ်သူချွေးနေစာနဲ့ထောက်ပံ့ဘာတစ်ခုလုပ်ပေးတယ်ဘာမှမလုပ်ပေးဘူးလေအဲ့လိုင်းပေါ်မြောက်ပေးနေတာငါတို့တော်နိုင်ဘက်အချမ်းလားနင်တို့စစ်ခွေးဘောမဘက်အချမ်းလားလက်တွေ့ပြပဲညံ့ညံ့တတ်ငါသုံးတက်ပြတာနော်ညစ်ပုတ်ကတ်ကျလှုပ်ပြီးပြောတာမဟုတ်ဘူးနော်တွေ့တယ်မလားဆက်ပြောနေကောင်းလိုက်ကအဲ့လိုပြောရကျေးဇူးတင်တယ်ဒီလိုမျိုးတွေပြောလာနော်ငါတို့ထောက်ပြောလို့ရတယ်ဆောင်းကျေးဇူးတင်တယ်ဒါဘလို့ပြောထားတဲ့ဗီဒီယိုဖိုင်လဲတော့မတည်ဘူးသူပြောမယ်စကားအဲ့ဒီအချက်ထိကျွန်တော်နားထောင်ခဲ့တယ်ဒါကြောင့်မလို့ဒီအချက်ကိုပြောချင်လို့ဒီရုပ်တံကျွန်တော်နေရှင်လုပ်တယ်ကျမတွေလိုက်တတ်တယ်ဖုန်းကြီးတွေလိုက်တတ်တယ်ပြည်သူတွေရှမတွေလိုက်တတ်တယ်ဖုန်းကြီးတွေတက်တယ်ဆိုပြီးလိုက်တတ်တယ်ပြည်သူတွေတရံဆိုပြီးတက်တယ်โอเคနိုင်ရှင်ပြမယ်ဒါလဲနော်တက်တာတော့အာမပေးဘူးနော်ကြိုပြောထားမယ်ဘာတက်တာတော့အာမပေးဘူးဒါပေမဲ့တော်နိုင်ဘက်ကဆီယာမတွေတက်တဲ့ဥယျာဉ်နဲ့စစ်တပ်ဘက်ကဆီယာမတွေတက်တဲ့ဥယျာဉ်ဘယ်ဟာကများလဲစစ်ကောင်စီကိုစစ်မှုထမ်းနေလို့စစ်ကောင်စီရဲ့အောက်ချုပ်မှုအောက်က CDM လုပ်ပဲနန်း CDM လုပ်နေလို့ဘယ် PDF မှသွားမတက်ဘူးဒလန်လုံးမှတော့တက်တာဟုတ်တယ်နော်တော်လိုင်းဒေတာတွေတော်လိုင်းသမားတွေလက်လှမ်းမိတဲ့နေရာတွေမှာမင်းအောင်လှိုင်ကျောင်းမှာစာတင်းနေတဲ့ဆီယာမတွေအများကြီးရှိတယ်အကုန်လိုက်ရှင်းလိုက်လို့ရတယ်လုပ်လားမလုပ်ဘူးဒါပေမဲ့ CDM ဓမ္မတွေသူတို့မင်းအောင်လှိုင်အောက်မှာ CDM လုပ်ကျောင်းပညာမတင်ခြင်းတို့တောင်းဝင်မထမ်းဆောင်ခြင်းတို့ CDM လုပ်တဲ့လူတွေပုဂ္ဂလိကကျောင်းတွေမှာလိုက်ဖမ်းတယ်ထောင်ချတယ်အခြားဒေတာတွေမှာတခြားကလေးတွေကို online စာတင်ပေးတယ်လိုက်ဖမ်းတယ်ထောင်ချတယ်အဲ့လိုလုပ်မယ်ဆိုတော်လိုင်းဘက်ကောင်လုပ်လို့မရဘူးလားဟုတ်တယ်မလားအဲ့ဒီ
ဒီတစ်ချက်တင်ဘဒုဘက်ကတရားလုံးနေပြီဖုန်းကြီးတွေကိုတတ်တယ်တဲ့နော်ဟိုအရင်ပြည်ကတော့အာကုံဆောင်ခဲ့တဲ့အရှင်သူမင်္ဂလာလင်္ကာရလိုမျိုးကိုထောင်ထဲထက်စစ်ဖက်နဲ့ကံပြီးရိုက်တက်ခဲ့တာတွေမပြောနဲ့ရွှေညဝါဆရာတော်ကြီးနော်အာနာသိန်းကဘာမှမတည်ဘူးလာဖမ်းပြီးထောင်ထဲထည့်တာသူတို့ဖမ်းသွားတဲ့အချိန်နဲ့ပြန်ထွက်လာတဲ့အချိန်ဘယ်လိုပုံစံပေါက်သွားလဲထွက်လာပြီးဘယ်တော့မှမကြောက်ဘူးပြန်တော်မူသွားတယ်ပြန်တော်မူကန်ဒီမို့လို့တော့ထုတ်လိုက်တာဟုတ်တယ်နော်အဲ့တော့ထောင်ထဲမှာဒီနေ့အချိန်ထိတန်ကာတွေရှိသေးတယ်နောက်တစ်ခုနိုင်ငံတော်အဆင့်ထွက်လိမ်လည်ခဲ့တဲ့ဝင်းနေမိတ်တိုင်ဆရာတော်ကြီးဟမ်ဝင်းနေမိတ်တိုင်ဆရာတော်ကြီးကိုစစ်တပ်ကပြစ်တတ်တာဒီကံသုံးဆင့်ဆရာတော်ဖော်လိုက်လို့မဖော်လို့ရှိရင်ဒီနေ့အချိန်ထိအခုသူတို့ပြောသလိုဝင်းနေမိတ်တိုင်ဆရာတော်ကြီးတို့နေတော့တက်ခတ်တယ်နော်လုံမှာသူတို့လုံမှာသူတို့ပြတ်တယ်ဒီနေ့ကြီးကျွန်တော်တို့ပြောခံနေရမှာဟမ်ဘာဖြစ်လို့လဲ driver ကိုယ်တိုင်ထွက်ပြောထားတာလေဘယ်လိုတွားညင်းမလဲကျွန်တော်တို့ကကားမောင်းတဲ့ driver ကိုယ်တိုင်ထွက်ပြောထားတာဟာကိုဘယ်လိုမှကျွန်တော်တို့ညင်းလို့မရဘူးဟုတ်တယ်မလားအဲ့တော့တန်ကားတွေတိုက်ထုတ်ဘုံကြီးကြောင်းဘုံကျဲချလိုက်တာကပ်ပြီးရအောင်တယောက်မှမရှိဘူး PDF ဆိုတာဝေးအပြင်အရက်သားဝစ်စုံတဲ့လူမရှိတာတန်ကားတွေကြီးပဲတောင်းပြကြီးတွေတွေးတွေခေါင်းတွေတရေရေနဲ့ထွက်လာကြတာဟမ်အဲ့တော့တော်နိုင်ရေးဘက်ကလည်းဒီပေါ်ငပောက်လူကောင်မျိုးတန်ကားလို့တတ်မှတ်ပြီးတက်ခံထိဒါထားပါမငင်းဘူးလားတန်ကားဟုတ်တယ်မဟုတ်ဘူးလို့နော်ထားတင်ငန်းချုပ်ရင်လက်ခံပေးတယ်ဘဒုဘက်ကများတယ်ဟုတ်လားဘဒုဘက်ကများတယ်ဒလန်ဆိုပြီးတက်တယ်ကဲဒလန်လို့ဆွဆွဲပြီးတွားပြင်းဘယ်နှယောက်တည်လဲတယောက်ထန်ကုန်မှ2ယောက်အဲ့ဒီထဲမှာကြိုတင်ပြီးတော့အရှင်းမှာဒီအလုပ်ကိုမလုပ်ဖို့တတိပေးနုတ်တစ်ပေးစာပေးပြီးမှရှင်းကန်ထိတဲ့သူအများကြီးရှိသေးတယ်စစ်တပ်ဘုံတစ်ခါကျရင်ဘယ်လောက်တည်လဲမဟုတ်တစ်ချက်ချင်းနိုင်ချင်းမှာဂျားနေတယ်ဆိုတဲ့လူတွေကိုကျွန်တော်ဖြစ်စေချင်တာအဲ့လိုတစ်ချက်ချင်းနိုင်ချင်းနော်အတော်လိုင်းဘက်ကចောင်းဆရာဆရာမတတ်တယ်ဆိုတတ်တယ်မလိုက်ဝါနဲ့စစ်တပ်ဘက်ကမတတ်ဘူးလားတော်လိုင်းဘက်တိုင်ဘယ်လောက်တည်လဲစစ်တပ်ဘက်တိုင်ဘယ်လောက်တည်လဲတော်လိုင်းဘက်ကဒလန်ရှင်း1ယောက်ပဲတည်တယ်ထန်ကုန်မှ2ယောက်စစ်တပ်ဘက်ကဘုံတစ်ခါကျဲတာပစည်းတကွလူ160တည်သွားတယ်ခလေး40ကျော်ပါသွားတယ်ကဲတော်လိုင်းဘက်ကဒလန်ရှင်းမယ်ဆိုအကြိမ်ပေါင်း160လိုက်ရှင်းမှစစ်တပ်ကတစ်ကြိမ်ချတာညီမျှတယ်ဟမ်စဉ်းစားကြည့်စမ်းအဲ့တော့တက်တာကိုကျွန်တော်တို့ကကန့်ကွက်မယ်နှစ်ခုတည်းကတအူးကိုပဲအရင်ပြောရမယ်ဆိုဘဒုကိုပြောရမယ်ကျွန်တော်တို့ဆိုလိုချင်တာအဲ့ဒါမျက်မျှတတလေးဖြစ်စေချင်ပါတယ်တော်လိုင်းဘက်ကများနေတော်လိုင်းဘက်ကိုအရင်ပြောဟုတ်တယ်မလားမျက်မျှတတလေးပြောကြပါနော်ကိုယ့်ဘက်ကိုရက်ပြီးတော့လိတ်ပုံစံမျိုးဟိုငါစကားနွားရဆွဲပြောချင်တိုင်းမပြောပါနဲ့အဲ့လိုမျိုးလက်တွေ့ကြကြမျက်မျှတတလေးပြောကြပါနင်တို့အကျွေးပေးရမယ့်သူလည်းနင်တို့အညှိုးနဲ့လိုက်တတ်တာပဲအကျွေးမဆက်ရပြီးတော့ပြီးတယ်များဟုတ်တယ်အကျွေးမဆက်ရင်ပြီးတော့ဆိုအုပ်ကြီးတွေကလေအခုစစ်မှုထမ်းကြီးဆိုပြီးအတိုးပိုင်ယူတာတိုက်နော်ဓမြတိုက်တာတိုက်တာဗောဓမြတိုက်တာပြောမနေနဲ့မနေ့ကဟိုမှာတွေ့တယ်ရွာမှာတဲ့ပကိုးဘက်မှာယောက်ျားလေးတယောက်မှမရှိတဲ့အိမ်စစ်မှုထမ်းကြီးတစ်လ2000ပေးနေရတယ်ပကိုးနေတာနိုးမဟုတ် AR တိုင်းဆိုအပြည့်ဗျာ4000တယောက်ကိုဟမ်အိမ်မှာသားသမီးမရှိလဲပေးရတယ်4000အဲ့ဒါဓမြတိုက်တာမဟုတ်ဘူးလားဟမ်အိမ်တဲ့အိမ်ကိုလူတစုကလက်နဲ့သွားမယ်ဟဲ့ပတ်စံထုတ်အိမ်ရှင်မကြည့်ဘူးပဲနဲ့ပေးရပြီဆိုရင်ဘာပြောတာလဲဓမြတိုက်တယ်လို့ပြောတယ်လေအခုသူပြောဓမြတိုက်တယ်ဆိုတာအခုစစ်မှုထမ်းကြီးဆိုပြီးတော့စစ်တပ်ကလိုက်ကောက်နေတာဓမြတိုက်နေတာမဟုတ်ဘူးလားဘာကွာွားလို့လဲဟုတ်တယ်နော်တော်လိုင်းဘက်ကအဲ့လိုလိုက်လို့လားအေးတနိုင်ငံတော့ပတ်ပြီးဓမြတိုက်နေတဲ့ကောင်တွေနဲ့တော်လိုင်းဘက်မှာဘုန်းကြီးကပြောသလိုဘယ်အဖွဲ့မှမသိတစ်ဖွဲ့လောက်ကလှုပ်တဲ့ဟာနဲ့ဒီတော်လိုင်းဘက်ကိုအပြစ်လာပြောမယ်ဆိုရင်ညတလားပြောရင်နှစ်ဖက်လုံးပြောလေဟုတ်တယ်မလားပြောရင်နှစ်ဖက်လုံးပြောများလို့နဲကြီးကိုကြည့်ပြောအပြစ်များများလှုပ်တဲ့လူကိုများများပြောအပြစ်နည်းနည်းလှုပ်တဲ့လူနည်းနည်းပြောနှစ်ဖက်လုံးပြောပါဟုတ်တယ်နော်တော်လိုင်းဘက်ကိုဘာမှလာမပြောနဲ့အကုန်မှန်တယ်ပြောနေတယ်မဟုတ်ဘူးနော်ကိုလို့ရက်ကိုလည်းပြန်စဉ်းစားတယ်နော်အဲ့လိုလှုပ်လို့ရောလို့ပြောတဲ့တော်လိုင်းကြီးအောင်နေလို့ထင်နေတာနင်တို့လုံနေတော့တော်လိုင်းအောင်မမြင်တော့မတည်ဘူးနော်ဟုတ်အာနာလုလာတာနင်တို့9နှစ်ကျော်6နှစ်ရောက်သွားပြီနော်နင်တို့တွေငါစစ်သားပါငါရဲပါဆိုတော့ယူနီဖောင်းဝတ်ပြီးတော့တိတ်ခါရှိတက်စက်ထမ်းပြောင်းရဲလားလမ်းသွားရဲလားဟမ်အေးအဲ့လားပဲအာနာမတိတ်ညာဒီလိုတန်နိုင်ငံလုံးစစ်သားတွေကြိုက်တဲ့နေရာသွားလို့ရတယ်မလားရဲတွေကြိုက်တယ်လို့မှွေလို့ရတယ်မလားအေးအခုသွားရဲသေးလားဟမ်ပရိုက်တာကားတွေချောဆွဲပြီးတော့လူနာနေရင်နဲ့9ကြောင်9ရဲတွားတာနဲ့ခီးတဲ့ကြားထဲမှာ9ကြောင်9ရဲလိုက်ကတာနဲ့ဟမ်အဲ့ဒါတော်လိုင်းအောင်နေလို့လားတော်လိုင်းရှုံးနေလို့လားအေးနော်အဲ့ဒါလေးပဲကြည့်တော်လိုင်းမအောင်ဆိုအဲ့အနည်းကြီးလူကြီးအကုန်လုံးတည်ရသူတို့မှအောင်တော့ရှိတယ်နင်တို့တော့ခိုင်းစားတတ်တာဒီတော်လိုင်းအောင်နိုင်လားမအောင်နိုင်လားဆိုတို့ပို့ပြီးတွေးတတ်တာပေါ့တော်လိုင်းရဲ့လူကြီးတွေအကောင်အောင်တော့ရှိဆိုဟုတ်တယ်ဒါပေမဲ့တခုရှိတာကဝင်ကြီး16ပါးတိတိကမြေပြင်မှာရှိနေတယ်ငါတို့တော်လိုင်းဘက်မှာနင်တို့ဘက်အချမ်းမှာဝင်ကြီးမပြောနဲ့တိုင်းမှုတော်စစ်မြေပြင်မှာရှိလားဟမ်ဝင်ကြီးတွေဆိုရှာလို့တော့မတွေ့ဘူးရှိလားဟမ်နင်တို့ဘက်အချမ်းမှာဝင်ကြီးတွေရှိတယ်နင်တို့စစ်သားတွေနဲ့ဒန်းတူဘောင်ဘက်အဲ့ဒီခြေတန်းစစ်မြေပြင်မှာနေပြီးတိုက်နေတဲ့စစ်ကောင်စီဘက်ကဝင်ကြီးရှိလားတယောက်လောက်ရှိရင်ပြပါလားငါတို့တော်လိုင်းဘက်ကဝင်ကြီး16ယောက်မြေပြင်မှာရှိတယ်နော်ပေါက်တက်ကြရမဟုတ်နော်ဆရာကြီးဥစော်ဝေဆိုနင်တို့စော်ကားနေလို့အယိုးအကျော်အထူးခုပါရကူနော်တကယ်မြန်မာနိုင်ငံမှာစေပညာအတိုင်းဝန်းမှာထိတ်ဆုံးမပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်မျိုးကဘယ်နိုင်ငံသွားလို့သူတို့လူမျိုးကိုဝဲကန်ကြိုဆိုမဲ့တိုင်းပြည်တွေတပုံကြီးဟ
ဇော်မဲလုံးလိုမျိုးအားကြလုပ်တဲ့အတန်းစားမဟုတ်ဘူးအဲ့ဒီအားကြလုပ်တဲ့အတန်းစားတော်မှမြေပြင်မှာတိုက်ရိုက်ဆင်းရဲလားစစ်သားတွေနဲ့လေပဲငါတို့တက်မတော်သားတွေနဲ့အတူတူကဆိုစစ်မြေပြင်မှာရှိတာငါတို့တော်လိုင်းဘက်ကဝင်ကြီးတွေမြေပြင်မှာတိုက်ရိုက်ရှိတယ်ရှင်းလားအဲ့ဒါပေမဲ့ငါတို့ပြည်သူဘက်ကလားကြိုက်ရင်ဆဲမယ်မကြိုက်ရင်ထောက်ခံမယ်မကြိုက်ရင်ဆဲမယ်ဒါငါတို့ဘက်ချမ်းရဲ့လွတ်လပ်တဲ့အရာလားနော်တော်လိုင်းဘက်ကိုဆဲနေလို့လေဘယ်သူမှလိုက်ရေးမိဘူးတွေ့တယ်မလားနင်တို့ဘက်မှာအဲ့လိုဆဲလို့ရဆဲဖို့နေတတ်တာအပြစ်လေးပြောလို့ရတာဇော်ဘုံကြီးထောင်ထဲရောက်သွားတယ်မလားအေးအဲ့ဒါလက်တွေ့ပဲနော်ပြောစမ်း နင်တို့တော့ခိုင်းစားနိုင်သေးတာပဲနော်အဲ့တော့နင်တို့ဘာလုပ်မှာလဲသူတို့အခိုင်းခံသူတို့အလုံးချခံတော့မှာလားအသက်တွေပေးဘဝတွေပေးမိတကွဲဖတကွဲအိုးပြစ်အိမ်ပြစ်တောထဲမှာဒုက္ခခံမင်းကလေးဆိုလို့ရှိရင်တောထဲမှာဘယ်တယောက်လောက်ဝမ်းနေနေကြိတ်ခံနေရမှမသိရမင်းကလေးတွေအများကြီးပဲကိုယ့်ကိုယ်သိ အော်အေးပေါ့သူတို့ဘက်အတိုင်းဝိုင်းမှာကအခုဒဇင်ဦးစစ်တပ်ထက်တွားမယ်ဆိုရင်ဟိုမဒိန်ကျင့်မခံရအောင်တိုင်ရင်မှုဆိုတဲ့ဟာမျိုးကိုပျော်တော်ဆက်ကတယ်ဆိုတော့ဒါလုံနေကြဆိုတော့ဒါအပြစ်တော့မမြင်ပါနဲ့เนาะဒီနေရာမှာကျွန်တော်ဒဇင်ဦးစားတောင်းပန်ပေးပါတယ်ဘာလို့ဆိုတော့သူတို့လုံနေကြအလုပ်ဆိုတော့ PDF ထဲမှာလည်းအဲ့လိုလုပ်ကြမယ်သူတို့တွက်လိုက်တာဒါတို့အပြစ်မမြင်ပါနဲ့ဘာလို့ဆိုတော့အခုဒဇင်ဦးတို့တရင်ယူမဲ့ဘာညာဘယ်တက်ရင်သွားတယ်ဘယ်တက်မှသွားတယ်အမှအကြီးဆုံးကောင်းဘယ်လိုလဲအဲ့ဒါတော့ညအိပ်ပေးရတာဆိုတော့သူတို့ ဟာဟုတ်လားတဲ့တင်နင်အဲ့လိုပဲလိုက်အိတ်နေလားဟာငါနင်းကိုနော်အပြူစစ်တဲ့ချင်းနေတကယ်တော့နင်ဟာကြီးကကြက်ကုန်းဖြစ်နေပြီပေါ့အဲ့လိုကြတော့အာတဲ့စင်ဦးဟာနင်ယုံနေလေးနေနော်တော်ကြီးကိုနာမည်ပြတ်ထားပဲနော်ဒါကြောင့်မလို့တက်ကုန်းမလို့ခေါ်ကြတာ哦အေး အဖြစ်မမြင်ကြပါနဲ့เนาะဒါ तू က तू လုပ်နေကြအလုပ်လေးမို့လို့ပါဟုတ်တယ်မလားเนาะအဲ့တော့အသေးခံခိုင်းတယ်ဆိုတာကငါတို့လားနေတို့လား ကိုဘွားတွေဘယ်လောက်ထိပြတ်နေလဲဆိုတာသိအဲ့တော့အစိုးရ နော်အသေးခံခိုင်းတာကိုဘွားတွေဘယ်လောက်ပြက်နေပြီလဲအခုစစ်မှုထမ်းအပတ်စဉ်တစ်ကနေသေသွားတာဘယ်နှယောက်ရှိလဲတုံတန်းဖြစ်သွားတာဘယ်နှယောက်ရှိလဲခြေကျိုးလက်ကျိုးဖြစ်သွားတာဘယ်နှယောက်ရှိလဲအိမ်ပြန်ရတာဘယ်နှယောက်ရှိလဲစစ်မှုထမ်းအပတ်စဉ်2အပတ်စဉ်3အပတ်စဉ်4အဲ့ဒါလေးတစ်ချက်ပြောပြပါလားဟမ်အဲ့ဒီလူတွေကစုသေးပြီးတော့နတ်ပြည်ရောက်သွားလို့လားဟမ်ပေချင်းစိုးနဲ့ပေပြီးငရဲရောက်သွားလို့လားဟုတ်လားငါတို့ဘက်ကလူတွေကိုဝင်ဖြစ်တယ်ဆိုနင်တို့ဘက်ကအဲ့ဒီစစ်မှုထမ်းလေးအဲ့ဒီအချက်4ချက်လေးတစ်ချက်ပြောပေးပါလားဟုတ်တယ်နော်ပြောစမ်းနေ တာခေါ်နေတော့မမခေါ်တော့ပြာထူပါ ထူးပါတယ်နော်ကိုမောင်မောင်ကဘယ်ချိန်သွားခုဗျာပဲတူပါဘောဒီလိုရှင်ကြီးတယ်နော်နင်တို့စစ်တပ်ထောက်ခံပါတယ်ဆိုတဲ့လူတွေလောက်ကိုတနာတယ်နော်အဲ့ဒါလိုထောက်ခံလာတဲ့လူတော်မှနင်တို့စစ်တပ်ရဲ့လွဲတဲ့လုပ်ရက်ကိုလက်မခံနိုင်လို့အခုထွက်ပြောနေတာအဲ့တော့မောင်မောင်ကလေဖင်လန်မှာဗျာလို့ထူးမှာပါကြည့်လားမယုံထူးကြည့်ခေါ်ကြည့်ပါသိလားကိုမောင်လိုက်လွင့်နေတော့ခေါ်ကြည့်ဟေးမောင်မောင်ရေးဆိုဗျာလို့ထူးလိုက်မယ်